မင်္ဂလာပါဒီကတစ်တာတူတူလေးတွေဒီနောက်ကဒီကတစ်တာတူတူလေးဆိုတာလေးပြပေးပါမယ်အဲ့တော့ပထမဆုံးကတော့ AG လေးပါ AG ကတူတူ inverter compressor အသုံးပြုထားတယ် Ranny နေနဲ့ inverter compressor အတွက်10နှစ်ပါတယ်စက်ပိုင်းဆိုင်ရာအတွက်1နှစ်ပါမယ်အဲ့တော့သူကကြက်ကြက်ပြည့်ပြည့်သုံးချင်တဲ့လူတွေအတွက်အဆင်ပြေတယ်နောက်တစ်မျိုးကတော့ sharp လေးပါ sharp ကတော့ inverter compressor မဟုတ်ပေမဲ့တူတူလေးမှာ urea mate ကိုသုံးချင်တဲ့သူတွေအတွက်ရွေးချယ်လို့ရတယ်သူလည်းအပေါ်ကန်အောက်ကန်နဲ့သုံးနိုင်တယ်ဒီရေခဲတစ်တာလေးမှာဆိုရင်ဒီလိုမျိုးကြက်ဥကန်လေးတွေအများကြီးပါတယ်နောက်ထပ်သူကတော့လေးခတ်လို့ရပါမယ်ပြီးတော့နောက်ထပ်ကတော့ Hitachi Matic လေးပါ Hitachi ကလည်း inverter compressor အသုံးပြုထားတယ်အပေါ်အောက်ကို temperature control တည်တံ့ခလုတ်တွေပါရှိမှာဖြစ်ပါတယ်အဲ့တော့ Hitachi မှာလည်းအာမခံတည်တံ့အနေနဲ့compressor 5နှစ်စက်ပိုင်းဆိုင်ရာ1နှစ်ပါရှိမှာဖြစ်ပါတယ်အခုပြပေးခဲ့တဲ့ရေခဲတစ်တာလေးတွေရဲ့ဈေးနှုန်းလေးကတော့ဒါ15သိန်းပတ်ချလေးမှာရရှိနိုင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်လိုအပ်လို့ဝယ်ချင်နေဆိုရင်တော့ Home Electronics ရဲ့ showroom တွေမှာရရှိနိုင်ပါတယ်ရှင်